မရှိနဲ့အခုရောက်ထွက်လာရွှေသည်ရှင်ဖေဝယ်သည်ရှင်ဖေပြောပါသမီးနားထောင်နေပါတယ်နင်တို့လုပ်ပုံတွေကောင်းသေးလားပြောရအောင်ကောင်းပါတယ်အဘရဲ့ရွှေသည်မနဲ့ခရီးဆွတ်ထချက်နေရလေအဘရဲ့ဟုတ်တယ်ငွေသည်လည်းမမအောင်မနဲ့ကလေးဆောင်ဝိုင်းလုပ်နေတာတိတ်အဘပြောတာအဲ့ဒါတွေပြောတာမဟုတ်ဘူးနော်ဟောစုညံနဲ့ဒီသားပါတွေဘာဖြစ်နေကြလဲနင်ပါစက်ကိုပိတ်တာငါပြောလို့မပြီးသေးဘူးနော်ကြွားတဲ့ကိုသွားတာနားနဲ့မဆက်အောင်ပဲရွှေသည်ငွေသည်ကြောင်းပြောနေတာရွှေသည်ငွေသည်ဒီလောက်လှလာထွာလာလိမ့်မယ်လို့မထင်ဘူးကွာဟုတ်ပါကွာရှေ့ပြီးခတ်ပြီးလှလာလိုက်တာများမယ်တော်ကြီးတို့ကလည်းရွှေသည်ငွေသည်ပါဇက်ဖြာအိုးမချတော့ဘူးပါဇက်ဖြာမချတာမဟုတ်ဘူးဟေးမျက်လုံးထဲကကိုပဲမထွက်တော့တာကြီးလို့ကိုမဝတော့ဘူးငါတို့တော့ကဲကောင်းကျင်ပါသိရမှာလားစားမလားရွှေသည်ငွေသည်ရှိနေမှာတော့ဘိုက်မစားတော့ဘူးဟာတော်ကြီးတို့ကပိုးလုံးပါရတော့ဟုတ်ကောင်ရွာတောင်မရဒွေယူနေကောင်တနာယူရုပ်နဲ့မှမလိုက်ငါသမီးလေးကိုထွားလာတယ်လားကြီးလာလိုက်ရတယ်ဟောဒါတော့နေဟိုငါပြောတာမပြီးသေးဘူးဟုတ်ကောင်ပေါ်ကြီးဆိုတဲ့ကောင်ကြံသေးတယ်ငါတော့ရွှေတိငွေတိရွေးတာမှန်သွားပြီကွာဟုတ်တယ်ဗျာသတိထားကြည့်ပြီးမှပိုမြင့်ပိုထွားပိုလှလာတယ်ဗျာငါတော့ကြိုက်ပြီးရင်ကြိုက်တယ်ကွာရွှေတိငွေတိပြောရနော်အေးပါကွာငါလည်းရွှေတိငွေတိကိုပြောတာပါကွာအဲ့ဒါဆိုရွေးတာမှန်သွားပြီတေချာကြီးမှထွားလာတယ်မြင့်လာတယ်ရုပ်ကြီးတော့သေတော့မယ်တနာယူပေါ်နဲ့သေကန်လေးရိတ်ခါလိုချင်နေရလားမသိကောင်ဒါဆိုရွှေသီးနဲ့ငွေသီးကရွာထဲမှာနာမည်ကြီးနေရပေါ့နော်ဗျဟုတ်ပါနော်ငွေသီးရွာထဲမှာနာမည်ကြီးနေရတာသိပြီအမနေအောင်လို့ပြောလို့ပြောတယ်ခါကိုရင်ရော့မောနေအောင်ပဲရင်းရင်းကြက်လေးတောက်လိုက်အောင်အခုကြွားလုံးပြောနေကြတယ်ရွှေသီးငွေသီးဆိုတာကိုကြီးသမီးမြတ်ကိုပြောတာမဟုတ်ဘူးကိုကြီးရဲ့ဘာပြောလဲဟုတ်တယ်ကိုကြီးရဲ့ဟိုလေတောင်သူတွေလေတီးနဲ့အထက်တိုးပြီးတော့တနေ့လုံးတုံနေတယ်ရွှေသီးငွေသီးမြေဩစာကိုပြောတာတော့ရွှေသီးငွေသီးမြေဩစာကိုပြောတာလားကျုပ်တောင်မှလေဟိုမြို့သွားရင်လည်းကိုင်းတော့ပိုးဝင်လာခဲ့တယ်တော့ဒါပဲနော်ဗျတီးနဲ့နေထွက်တော့ပြီးပတ်ဆက်နေအများကြီးရရင်ရွှေသီးနဲ့ငွေသီးကိုကြိုက်တာဝယ်ပေးရမယ်နော်ဗျငွေသီးကိုလည်းဝယ်ပေးရမှာနော်ကဲအဖမှာဒီသမီးနဲ့ရောက်တဲ့ရှိတာလေတီးနဲ့နေအထွက်တိုးလို့ရတော့ငါသမီးကဘာလို့ကျင်လဲဘာလို့ပြောဘာကုန်ဝယ်ပေးမယ်ဒါနဲ့ငါတို့ဘာနေကဘာလို့ကျင်လဲဆိုတာကိုင်းအောင်တစ်ခါလေးပြောလိုက်အေးပြောညီမလေးငွေသီးပြောလိုက်မပြောပါကဲပါရွှေသီးငွေသီးတုံးပြီးတော့တီးနဲ့အထွက်တော့ဟောဒီငါသမီးနဲ့ရောက်ပွင့်ပွင့်လင်းလင်းအဘကိုပြောတာအဘကုန်ဝယ်ပေးမယ်ပြောရှောက်ကြဟာရွှေတိငွေတိအကောင်းဆုံးမြေဩဇ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 ာ